တော့မှလက်ရှိရှိတဲ့ကားမျိုးစားလေးတွေကိုဈေးနှုန်းလေးနဲ့ပြောပြပေးပါမယ်တိုက်တူအာတီကဖြူအောင်လေးရှိပါတယ်ကျူရန်လေးပါဈေးနှုန်းကတော့990ပါမော်ဒယ်က2019လေးပါ Honda Fit 2010မော်ဒယ်ရှိပါတယ်အခရာလေးကကီရန်လေးပါဈေးနှုန်းကတော့920ဖြစ်ပါတယ်နောက်တစ်ခါ Pro ပေါက်ထဲအားဆိုရင်2010မော်ဒယ် 1.5 2V အဖြူရောင်လေးရှိပါတယ်ဂျီရန်လေးပါဈေးနှုန်းကတော့900ဖြစ်ပါတယ်နောက်တစ်ခါ Pro ပေါက်မှာ2010ကိုဆေးပါးလေးရှိပါတယ် 1.5 2V ပါ grade က GL grade ပါအခရာ K ရန်လေးပါပဲ